ရေတန့်လို့လာဝယ်ပေးတာပေါ့နော်ကျွန်တော်တို့ခုဖြစ်နေတဲ့ဟာတွေဘယ်လိုဖြစ်လဲဆိုတော့တစ်ခုဖြစ်ပြီဆိုရင်ကျွန်တော်တို့ကဒီရေတန့်ဘူးကိုဗျာ1လီတာဘူးကို1500 2500ထိတက်ရောင်းကြတာအခုကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့နည်းနည်းဆိုရင်အဲ့မှာဈေးတင်ရောင်းတဲ့လူတွေနဲ့လည်းပြဿနာဗျာလူတဲ့လူတွေလည်းဒုက္ခရောက်အဲ့လိုတွေအရေးကြီးရင်ဈေးကြီးတယ်ဆိုတဲ့စကားလေးကိုကြားပြီးတော့ဆရာကြီးပခုတ်ကူဦးအောင်ဖေကဆရာကြီးဦးဒုက္ခကိုပြောတဲ့လေကွက်ကြီးချံအလံမလဲဆိုတဲ့စကားပုံဟာလောဘမတက်နိုင်တာကိုဖော်ညွှန်းတာဆိုတဲ့အကြောင်းလေးကိုတွားပြီးသတိရမိပါတယ်ဗျာဆရာကြီးဦးဒုက္ခနဲ့ပခုတ်ကူဦးအောင်ဖေတို့စုံကြရမှာတော့ပခုတ်ကူဦးအောင်ဖေကလေကွက်ကြီးချံအလံမလဲဆိုတဲ့စကားပုံကဘယ်အဓိပ္ပာယ်ကိုဖော်ညွှန်းမှသလဲလို့မေးတာမှာတော့ဆရာကြီးဦးဒုက္ခအများယူဆတဲ့အတိုင်းပါပဲဗျာမစုံနှစ်တဲ့ဇွဲလုံးလာကိုဖော်ညွှန်းတယ်လို့ယူဆမိပါတယ်လို့ဖြေခဲ့ပါတယ်အဲ့ဒီမှာပခုတ်ကူဦးအောင်ဖေကကျွန်တော်တို့ဘိုးဘွားတွေပြောခဲ့တာကဒီစကားပုံဟာလောဘမတတ်နိုင်တာကိုဖော်ညွှန်းတယ်လို့ဆိုပါတယ်တဲ့ဆရာကြီးဦးဒုက္ခလည်းအတော်လေးစိတ်ဝင်စားသွားခဲ့ပါတယ်ဒါကိုကျွန်တော်အခုမှကြားဘူးတာဗျဖွင့်ဆိုပါအောင်ဗျာဒီစကားပုံကပခုတ်ကူကဖြစ်ပေါ်လာခဲ့တာလို့ဆိုတယ်ဗျဟိုးရင်ခင်တုန်းကတော့အညာကုံလေကြီးတွေနဲ့အောက်ပြည်ကကုံလေကြီးတွေဟာပခုတ်ကူမှာစုံပြီးရောင်းဝယ်ဖောက်ကားကြတာပေါ့ဗျာကုံတွေကိုတော့ကုန်းပေါ်မတင်မဲနဲ့လေပေါ်မှာပဲရောင်းကြတယ်ဝယ်တဲ့လူတွေကလည်းလှေနဲ့ပဲလာဝယ်ကြတယ်ဗျအဲ့ဒီတော့ရောင်းလေနဲ့ဝယ်လေကွဲပြားအောင်လို့ကုံရောင်းလေတွေကလေပေါ်မှာအလံထောင်ထားရတယ်တဲ့ရောင်းကြပစ္စည်းကုံသွားရင်တော့အလံကိုလဲထားရတာပေါ့ဗျာကုံဝယ်ခြင်းတဲ့သူတွေကလည်းအလံထောင်ထားတဲ့လေတွေပေါ်တက်ပြီးဆန်ရှိလားငပိရှိလားဆိုပြီးမေးဝယ်ကြရတာပေါ့ဗျာအချို့လေတွေကလည်းကို့မှာပါလာတဲ့ရောင်းစရာပစ္စည်းကုန်သွားလို့လေကွက်ကြီးကြံပြီးမဲ့အလံကိုမလဲထားဘဲနဲ့ဆက်ထောင်ထားကြတာပေါ့ဗျာကုန်လေတွေကလည်းအလံထောင်ထားတာမြင်တော့ဆန်ရှိလားငပိရှိလားဆိုပြီးလေပေါ်တက်မေးလို့ရှိပါတယ်ခဏစောင့်ပါဆိုပြီးအခြားလေကကုန်လေကဲ့ပြီးအမျက်တင်ပြီးရောင်းကြတာပေါ့ဗျာအဲ့ဒီမှာလူတွေကကုန်ရောင်းသမားတွေလောဘမတတ်နိုင်ဘူးလေကွက်ကြီးကြံတာတော့အလံမလဲဘူးဟေ့လို့ပြောကြရကဒီစကားပုံပြောစမှတ်တွင်ကြံရိပ်ခဲ့တယ်လို့ဆိုပါတယ်ပခုတ်ကူဦးအောင်ဖေကစာပေပညာရှင်မဟုတ်ပေမဲ့လည်းခေတ်ကိုမမတ်ထင်ထင်ဖြတ်တန်းလာခဲ့သူပြီးစကားပုံရဲ့ပြုတ်ပတ်ကိုပြောပြနိုင်ပါတယ်ဆရာကြီးဦးဒုက္ခနှစ်ချိုက်သွားပြီးတော့လေကွက်ကြီးကြံအလံမလဲဆိုတဲ့စကားပုံဟာမစုံနှစ်တဲ့ဇွဲလုံးလောက်ကိုဖုံညွှန်းနေဆိုတာထက်ပခုတ်ကူဦးအောင်ဖေဆွေးနွေးသွားတာကပိုပြီးတဘာဝယုတ်တိရှိပါတယ်တာရကယုတ်တိအာဂမယုတ်တိဇာရကယုတ်တိတဘာဝယုတ်တိဆိုတဲ့ယုတ်တိ၄ပါးမှာတဘာဝယုတ်တိကအချုပ်လို့ဆိုပါတယ်ယာဒီမတိပန်းနဲ့ညိဓမ္မမတိတဘာဝနဲ့ညိလို့လည်းအဆိုရှိပါတယ်ဒါကြောင့်မလို့တဘာဝယုတ်တိရှိတဲ့ပခုတ်ကူဦးအောင်ဖေရဲ့ဆွေးနွေးချက်ကပို့ပြီးမှတ်နိုင်ပါတယ်လို့ဆရာကြီးဦးဒုက္ခဆိုခဲ့ပါတယ်ဒီဘက်ခေတ်မှာတော့ကဘေးဒုက္ခတွေကြုံတိုင်းကုန်စည်နှုန်းတွေကိုတင်ပြီးရောင်းကြတဲ့သူတွေကိုအရေးကြီးရင်ဈေးကြီးကြတယ်ဆိုပြီးပြောဆိုကြပေမဲ့အဲ့ဒီအရေးကြီးရင်ဈေးကြီးတဲ့လူတွေဟာပခုတ်ကူဦးအောင်ဖေဆွေးနွေးခဲ့တဲ့လေကွက်ကြီးကြံအလံမလဲဆိုတဲ့စကားပုံတွေကလူတွေလိုပါပဲမစုံမနစ်တဲ့ဇွဲလုံးလောက်ကိုမဖော်ညွှန်းမဲနဲ့လောဘဇောတက်နေတာကိုဖော်ညွှန်းတဲ့လေကွက်ကြီးကြံအလံမလဲသမားတွေလိုပဲမြင်မိပါတော့တယ်ဗျာ